ငါအခုရေးပြမယ့်အင်္ဂလိပ်စာလုံးတွေကိုနင်အတန်ထွက်မှန်အောင်ဖတ်နိုင်နင်ကတစ်လုံး1000ပေးမယ် ကဲလား ရဲဘော် စိတ်လိုက်လေငါ့ကိုနေပတ်စံပြေကိုသာတင်ထားလိုက်တော့ဟဲ့တဲ့ခေါင်းကြိုက်တာလေဒါလေးများမူကြိုကလေးတော့မေးနေအောင်တည်တယ်ငါတလောင်းရပြီ ဟုတ်ပြီလေအဲ့တော့လုံးငါရေးမယ်နော်ကြည့်ရနောက်တစ်လုံး ပါလာမစ္စတာဂရစ်လေအဲ့ဒါငါခေါင်းကြိုက်အမြဲတမ်းတောက်နေကြဒီတက်ခတ်တာမေးစမ်းမအောင်ဟာနင်းရလဲ ဒီကောင်ကနေမမှန်စေရအောင်ည ဟီပိုပိုရာမတ်ရင်းမြင်းလေဘင်ထားပေးမယ်ဆိုတာငါကြိုသိပြီးသားပဲကဲငါ3လုံးမှန်သွားပြီဆိုတော့3000ရသွားပြီ ပြီးရော ဟဲ့နင်နီယိုမစ္စတာဂရစ်ရေးဖို့မလားပါလာမစ္စတာဂရစ်ကိုတော့သိတာပဲလေအဖျားပြောက်စီနီယိုမစ္စတာဂရစ်ကိုငါမသိပဲနေမလားဟဲ့နင်ကပတ်စံလည်းငါပြေးချင်နေရတော့ပြော နေရောနင်ဒါတော့မသိလောက်ခဏလေးကြောက်ဒီကောင်ကနေမဖတ်နိုင်တော့ အဲ့ဒါဘာကြီးလဲအင်္ဂလိပ်လိုရေးထားတာဟုတ်ရဲ့လား ဟုတ်တယ်လေတခြားကြည့်ပါဦးနင်ဖတ်တတ်တဲ့စကားလုံးတွေကြီးပဲ စကားလုံးက3လုံးဝင်ပဲငါတိချာမဖတ်တတ်တော့ဘူး